လမ်းဘေးတုတ်တဲ့ဘွားကနေတနစ်အတွင်းချမ်းသာလာပြီးတလောက်ကိုဝင်ငွေသိန်းတစ်သောင်းရှိတဲ့မမကြီးတွေကအခုကာလမှာတော့ကုန်စည်နှုန်းတွေကပြောင်းလဲလာတာကြောင့်ခက်ခဲနေကြသူတွေရှိသလိုတစ်နှစ်အတွင်းမှာမအေးဝင်းစီစဉ်တာထက်တောင်ပို့ပြီးတော့အောင်မြင်ချမ်းသာသွားတဲ့သူတွေရှိပါတယ်။စီစဉ်သူမအေးဝင်းက3နှစ်ခန့်ကြာပြီးမှချမ်းသာအောင်လုပ်ပေးနိုင်တာဖြစ်ပေမဲ့မမကြီးတွေကတော့တစ်နှစ်အတွင်းမှာအရန်ချမ်းသာသွားပြီးအခုဆိုရင်တော့တလောက်ကိုဝင်ငွေသိန်းတစ်သောင်းဝင်နေတဲ့တတိမကြီးတောင်ဖြစ်နေပါတယ်။ချမ်းသာကြုံရတဲ့လုပ်ငန်းရှင်တွေတောင်တလောက်ကိုသိန်းတစ်သောင်းဝင်ငွေရအောင်လုပ်ဖို့ဆိုတာကမလွယ်ကူပဲအတုတ်တဲကနေချမ်းသာလာတဲ့မမကြီးတွေရဲ့နည်းစနစ်တွေကိုသိကျင်နေကြပါတယ်။မမကြီးတွေကလွန်ခဲ့တဲ့တစ်နှစ်ကျော်ကတော့လမ်းဘေးအတုတ်ရောင်းသူတောင်ဖြစ်ခဲ့ပါတယ်။ထီလည်းမပေါအမွေလည်းမရပေမဲ့တနည်းအတွင်းမှာရွှေဆိုင်မီနီမတ်နဲ့စားသောက်ဆိုင်လုပ်ငန်းတွေကိုပိုင်ဆိုင်လာသူတယောက်ဖြစ်လာခဲ့ပါတယ်။မမကြီးတွေရဲ့ငှက်ဥသီးနှမ်းကက်ကြောကလည်းလူကြိုက်များပြီးဘာပဲရောင်းအောင်မြင်သူတယောက်ဖြစ်လာပါတော့တယ်။မမကြီးတွေအတုပ်ရောင်းရတာကိုကြိုက်လို့ဖတ်တီးမရောင်းတဲ့တံမြာသီးတုပ်ကိုလည်းလိုက်ပြီးတော့ရောင်းခဲ့သေးပါတယ်။သူ့အနေအထားနဲ့တံမြာသီးတုပ်ကိုစင်မရဘူးလို့ပြောခဲ့ပေမဲ့ဈေးရောင်းရတာဝါသနာပါတာကြောင့်ရောင်းလို့ရသမျှအကုန်ရောင်းပါတယ်။မမကြီးတွေကလမ်းဘေးမှာအတုပ်ရောင်းပြီးတဲ့နောက်တနေ့အတွင်းသိန်းထောင်ချီတန်းကွန်ဒိုတိုက်ခန်း3ခန်းရွှေဆိုင်အပြင်မီနီမတ်ချန်ကွက်များစွာကိုလည်းပိုင်ဆိုင်ထားပါတယ်။အမျိုးသမီးတယောက်အနေနဲ့ဒီလိုအစွမ်းနေရှိနေတာဟာဘာကြောင့်များလဲလို့လည်းသိကျင်လာကြပါတယ်။တကယ်တော့မမကြီးတွေကရှယ်ယာခေါ်ပြီးတော့ယင်းနှိမ့်မြုံနှံသူတွေကိုခေါ်ယူနေပါတယ်။အိမ်မှာနေရင်းနဲ့အပိုငွေရကျင်တဲ့အမျိုးသမီးတွေကမမကြီးတွေစီမှာငွေကြေးတွေကိုရှယ်ယာဝင်ထားကြပါတယ်။သိန်းပေါင်းရာချီထောင်ချီယင်းနှိမ့်မြုံနှံထားကြတာဖြစ်ပြီးအတိုးနှုန်းကိုလည်းမမောလာအောင်ပေးထားခဲ့ပါတယ်။ယုံကြည်မှုတွေကိုအလွဲသုံးစားမလုပ်တဲ့မမကြီးတွေကရှယ်ယာထည့်ထားတဲ့သူတွေကိုအမျက်ငွေတွေလည်းခွဲပေးပါတယ်။လစဉ်တိုင်းအမျက်တွေကိုခွဲပေးပြီးတော့အရင်ကျေသွားတဲ့သူတွေတောင်ရှိပါတယ်။အခုဆိုရင်မမကြီးတွေစီမှာရှယ်ယာအဖြစ်ယင်းနှိမ့်ငွေတွေကသိန်းပေါင်းသိန်းကနန်းထိရှိလာခဲ့ပါတယ်။တချို့တွေကတော့မမကြီးတွေရဲ့လုပ်ငန်းတွေကိုရောင်းအားများစွာရှိတာမဟုတ်လို့ရှယ်ယာရှင်တွေကိုအမျက်ငွေတွေကိုခွဲပေးနိုင်တာကဟုတ်ပါမလားလို့လည်းထင်နေကြပါတယ်။လက်တလုံးမှာလည်းရှယ်ယာထည့်ခိုင်းပြီးအတိုး15ရာခိုင်နှုန်းပေးတယ်ဆိုတဲ့လူတယောက်ကအဆက်အသွယ်ပြတ်နေတာကြောင့်မမကြီးတွေကိုလည်းတန်တရားဝင်သူတွေရှိလာပါတယ်။စီးပွားရေးပွဲရထားတယ်ဆိုတဲ့မမကြီးတွေကအမျိုးသမီးများစွာရဲ့ယုံကြည်မှုတွေကိုရရှိနေတာကြောင့်လိမ်ပြေးသွားမဲ့သူမဟုတ်ဘူးဆိုတဲ့အကြောင်းကိုလည်းသိချရှင်းလင်းထားပါတယ်။သူကိုဆွဆွဲပြောဆိုသူတွေကိုလည်းလက်မခံပဲရှိနေနေနဲ့ပါအမခံထားတဲ့အထိခိုင်ခိုင်မာမာလုပ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့မမကြီးတွေကတိုက်ခန်းကိုသူ့နာမည်နဲ့ပဲဝယ်ထားတာဖြစ်လို့လုပ်ငန်းရှုံရှုံမြက်မြက်သူပဲပိုင်မှာဖြစ်တဲ့အကြောင်းကိုထောက်ပြလာကြသူတွေလည်းရှိပါတယ်။မမကြီးတွေကတော့သူ့ရဲ့နာမည်အရင်ဖြစ်တဲ့ဒေါ်မြတ်မော်ဦးနာမည်နဲ့လုပ်ငန်းတွေကိုလုပ်နေသလိုသူ့ရဲ့မျက်နှာအစစ်ကိုလည်းပြထားတာဖြစ်လို့ဘသူတွေကဘာပဲပြောပြောစိတ်မပူကြပါဘူးရှင်။လက်ရှိမှာလည်းသူ့စီမှာရှယ်ယာဝင်ထားကြတဲ့သူတွေကအမျက်ငွေတွေကိုလဆင်ရနေတာကြောင့်မမကြီးတွေကိုကျေးဇူးရှင်တရားဖြစ်လက်ခံလာကြပါတယ်။အိမ်မှာတင်ထားရမယ့်ငွေတွေကိုမမကြီးတွေကတိုးပေါအောင်လုပ်ပေးတယ်ဆိုပြီးတော့ဝမ်းသာနေကြပြီးမမကြီးတွေရဲ့ထက်မြက်မှုကြောင့်တလောက်ကိုသိန်းတစ်သောင်းငွေရှိတာလို့လည်းယုံကြည်ကြပါတယ်။ဒီလိုထက်မြက်တဲ့မမကြီးတွေကိုထားသွားတဲ့သူ့ရဲ့ခင်မွန်းကတော့အရန်ကိုနောင်တရနေတော့မှအမှန်ပါပဲ။မမကြီးတွေကစေယုံမှာကလေးမှုဖွားတဲ့နေ့မှာပဲသူ့ရဲ့ခင်မွန်းကတကယ်ချင်းအရင်ခောက်ခောက်နဲ့လက်ထက်သွားခဲ့တာကြောင့်သူ့ဝနာသွားခဲ့ပါတယ်။အခုတော့ထားသွားတဲ့ခင်မွန်းတဲ့နဲ့တစ္ဆာမရှိတဲ့တငယ်ချင်းကိုနောင်တရလာအောင်ကြိုးစားနေရင်ကနေတလောက်ကိုသိန်းတစ်သောင်းငွေရှိတဲ့တတိမကြီးတယောက်ဖြစ်လာပါတော့တယ်ရှင်။မအေးဝင်းစီစဉ်တာထက်တောင်ပို့ပြီးတော့ချမ်းသာလာခဲ့တဲ့မမကြီးတွေကိုပြည်သက်ကြီးတို့ရောအားကြနေကြပြီလားဆိုတော့ကွန်မမှာပြောခဲ့ပြီးပါဦးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။